ဇော်ဘုံဟိန်းနဲ့မိုးမိုးခိုင်ရဲ့ဓာတ်တဲ့ကိုဝင်လာတဲ့ဦးငါမင်းဆွေတုံးဝင်ဆိုင်ဇလန်းလေးရဲ့ရုပ်တံလေးကိုရီရှင်လုပ်တင်ပါတယ်နော်ကြည့်ပါပါ ကိုစောဖိုးကိုတောင်တကုံတရားရုံးမှာမိတ်ချလိုက်ပြီလေဗျာနော်ဒေါ်မိုးခိုင်ကကိုစောဖိုးကို66ကကြီးနဲ့ဆွဲတယ်အဲ့တော့မိတ်ချတယ်ထောင်တာ2နှစ်တယ်ဗျာထောင်တာ2နှစ်တယ်ဗျာအဲ့တော့66ကကြီးဆိုတာအများဆုံးမှ2နှစ်ချလို့ရတာအများဆုံး2နှစ်ချရဆိုတော့အများဆုံးအမြင့်ဆုံးပြစ်ဒဏ်ချလိုက်တာပေါ့ဗျာနော်အများဆုံး2နှစ်ချလို့ရတယ်66ကကြီးဆိုတော့1လချလိုက်ရတယ်2လချလိုက်ရတယ်ဒဏ်ငွေရိုက်လည်းရတယ်နော်ဒဏ်ငွေနဲ့လည်းပြီးတယ်အခုကျွန်တော်ကြားနေတာကတော့ဒီကျွန်တော်တို့ဒီ public ချင်းချင်းပေါ့အရသာချင်းချင်းဖြစ်ကြတယ်ဆိုရင်အများပြည်ဒဏ်ငွေလောက်ပဲရိုက်တယ်ဗျာနော်အခုကတော့ကိုစောဖိုးကို2နှစ်ချလိုက်တယ်ဗျာနော်2နှစ်ချရတယ်2နှစ်ချလိုက်တယ်အဲ့တော့ဝုခိုင်ဆွဲလို့ဟုတ်လား2နှစ်ချရတယ်နော်အဲ့တော့ပြောရမယ်ဆိုခင်ဗျားတို့ဟိုပြောဆိုအမျိုးသားရေးသမားအချင်းချင်းတွေပါပဲဗျာတမလို့ထောက်ခံသူအချင်းချင်းတွေပါပဲနော်အဲ့ဒါဖြစ်ကြပြီးဟုတ်လားယောက်ရန်ဖြစ်ကြဆဲဆိုကြပြီးတော့ဟုတ်လားအမျိုးသားရေးအမျိုးချစ်ဆိုပြီးတော့ဘာအမျိုးချစ်တယ်လေဗျာနော်အမျိုးချစ်ဆိုတာဟုတ်လားချစ်ချင်းမြတ်တာဆိုတာခွေ့လွတ်နိုင်ရတယ်လေနော်ဘာခွေ့လွတ်နိုင်လဲခင်ဗျားတို့နော်ရှောင်းမတော်တယ်နော်ဦးငါမင်းဆွေအဲ့ဒါတွေသူချက်ထဲ့နေချင်းသူတဲထဲ့တယ်ကိုစောဖိုးရင်လည်းကျွန်တော်ပြောခဲ့တာပဲရကြမရှိဘူးယောက်ျားဖာတယ်ပါညာသူ့ကျွန်တော်ခုမှကျွန်တော်မဆဲဘူးနော်ကျွန်တော်ယောက်ျားဖာတယ်ထိပြောတာသူ့အဖေရွယ်လောက်ရှိတယ်နော်ကျွန်တော်တိတ်ခါကြတော့ဗျာယောက်ျားဖာတယ်ဒီပူကြားမျိုးလို့ဆဲတာဒီဆဲတာတော်တော်ကျွန်တော်ဘာမှမဖြစ်ပါဘူးဗျာမြန်မာများလေမြန်မာဆိုတာအားလုံးမြန်မာတိုင်းသားမြန်မာနိုင်ငံသားမြန်မာတွေပဲအကုန်လုံးရှင်းလာတော့မြန်မာကိုမြန်မာကိုချစ်တယ်ဆိုပြီးတော့ဗျာခင်ဗျာကိုဒီလောက်ပြောရုံလို့ဗျာခင်ဗျာကျွန်တော်ကိုစောဖိုးရုံတရားဆွဲเสียလားဗျာယောက်ျားဖာတယ်ပြီးတော့ဘာလို့ပြောခင်ဗျာကျွန်တော်66နဲ့ဆွဲเสียလားအဲ့ဒါမှချစ်ချင်းမြတ်တာဆိုတာခွင့်လွတ်နိုင်မှာဗျမြတ်တာဆိုတာခွင့်လွတ်ခြင်းပဲအမျိုးချစ်လည်းပြောရဲဖြစ်လာရင်ထောင်ချလိုက်ဖြစ်လာရင်တရားစွဲမယ်အပြစ်ကိုမြင်လိုက်ဒီလူကိုထောင်ချလိုက်ဟိုလူကိုထောင်ချလိုက်လက်လျှောက်ပြီးတော့ဟုတ်လားဘာအမျိုးချစ်လဲဘာအမျိုးချစ်ခင်ဗျားတို့အလကားအမျိုးချစ်တယ်ကိုယ့်ကိုယ်ပဲချစ်နေကြတာဦးငါမင်းဆွေပြောရတာကြားတယ်နော်ရှင်းတယ်ဟုတ်တယ်မလားမျိုးချစ်တဲ့ဆိုရင်ကိုယ့်ဘက်အဖွဲ့အစည်းချင်းဘာဖြစ်ကမလဲကာကွယ်ရမယ်ဆောက်ရှောက်ပါမယ်ဒါဘောမတွေအတွက်ပဲမဟုတ်နော်ကျွန်တော်တို့တော်လှန်ရေးဘက်ကဒူတွေတယ်အဲ့ဒါကျွန်တော်ယူတဲ့ပညာပဲတော်လှန်ရေးဘက်ကဘာဆိုရင်တော်လှန်ရေးလုပ်နေတဲ့ဘက်တော်သားအချင်းချင်းဘယ်တော့မှမတိုက်ခိုက်အောင်ဘယ်တော့မှမထိုးကြမကောင်းဘူးလားမကောင်းလို့ရှိရင်ပြည်သူရွေးချယ်ပါလေပြည်သူတွေမှာအုံနောက်ရှိတယ်အတိတရားရှိတယ်နော်ရှင်းလေးအလုံးလုံးပြလိုက်ကိုကတစ်ဖက်လူကကောက်နေပြီဆိုကိုကဖြတ်ဖြတ်ဖြောက်ပြလိုက်ပြည်သူညီလိုက်တယ်ဒီကောင်ကတော့ဖြတ်ဖြတ်ဖြောက်တယ်ကိုကောင်ကတော့ကောက်ကောက်ဖြောက်တယ်ကျွန်တော်ပြောနေတယ်လို့ရှင်းအဲ့တိုင်းလုံခဲ့လာပြီတော်လှန်ရေးကိုပြက်စီးအောင်လုပ်လာပြီရန်သူအပေးလုပ်လာပြီရန်သူနဲ့ပေါင်းလာပြီဆိုရင်ဒါဆိုလက်ခံလို့မရတော့ဘူးအဲ့ဒါဆိုစော်ပြစ်